ဆိုအားလုံးပဲမင်္ဂလာပါဖြစ်ပံဘလော့ကနေပြန်လည်ကြိုဆိုပါရစေဒီပိုင်းရောက်နေပြီဆိုပြီးလဲကိုတိုင်းပြည်ကမကောင်းတော့ဘူးကိုတိုင်းပြည်ကစီးပွားရေးလို့မကောင်းတော့ဘူးလူငယ်တွေရဲ့အနာဂတ်တွေဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုတွေကတော်တော်များပြောကြတယ်ပေါ့အဲ့ဒီကပြည်ပထွက်လို့မရတော့တဲ့အခြေအနေမှာဘာကိုကြောက်နေရလဲလှုပ်เสียချင်းလှုပ်ပလိုက်ဟုတ်ပြီပြည်ပထွက်ရမယ့်ဟာသိန်း100သိန်း300ကုန်မဲ့အစားကိုနိုင်ငံမှာစီးပွားရေးလှုပ်ချပလိုက်စွန့်စားရမယ်လေဟုတ်လားကိုကသူများနိုင်ငံကိုသွားပြီးတော့စူးစမ်းမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်ကိုနိုင်ငံမှာစူးစမ်းလို့မရဘူးသူများနိုင်ငံရောက်မှာပဲစူးစမ်းတော့မှာဒီဘက်မှာကိုလည်းအလုပ်သမားပဲမလားဒီမှာပြန်လဲအလုပ်သမားပဲဆိုတော့မလွဲစေချင်ဘူးပေါ့နော်ဆိုတော့ကိုကဒီနိုင်ငံဒီနေရာကနေထွက်လာပြီးတော့မှကိုကသူများနိုင်ငံကိုလာပြီးအလုပ်လုပ်တာဆိုတော့ဒီနိုင်ငံကြီးကိုမကောင်းပြောပြီးတော့ဘေးထိုင်ပုတ်ပြောနေမယ်အစားအားပေးစကားတွေပြောတာပိုကောင်းနေမယ်ပေါ့အားလုံးပဲမင်္ဂလာပါဖြိုးပိုင်ဘလော့ကနေပြန်လည်ကြိုဆိုပါရစေဒီဗီဒီယိုမှာ knowledge sharing လုပ်ပေးတော့မယ့်အကြောင်းလေးကတော့ကိုကပြည်ပရောက်နေပြီဆိုတာနဲ့ကိုနိုင်ငံကြီးကိုဘေးထိုင်ပုတ်ပြောလုံးဝမကောင်းတော့တဲ့အခြေအနေပြောနေတဲ့လူလားမကောင်းပြောတဲ့လူဖြစ်နေပြီလားဆိုတာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့လက်ရှိကျွန်တော်ကလည်းစင်ကာပူမှာနေပါတယ်လက်ရှိအလုပ်လုပ်နေပါတယ်တာမန်ဝန်ထမ်းပါပဲပေါ့နော်ဆိုတော့ဒါပေမဲ့ကိုယ့်ရဲ့နိုင်ငံကိုယ့်ရဲ့တိုင်းပြည်ကိုယ့်နိုင်ငံသားတွေကိုတော့ဘယ်တော့မှမကောင်းမပြောပါဘူးပေါ့နော်ကျွန်တော် social media ကြီးကြည့်တယ်တော်တော်များများက negative ဘက်ကိုသွားကြတယ်ဟုတ်ပြီပြည်ပကိုထွက်ချင်တဲ့လူတယောက်ကိုကပြည်ပကမကောင်းဘူးပြည်ပကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုအဲ့လူကထွက်ဖို့နည်းနည်းစဉ်းစားသွားပါလိမ့်မယ်ဘာလို့ဆိုသူတို့ကိုယ်တိုင်လက်ရှိပြည်ပကိုမရောက်ဘူးအဲ့လိုပဲပြည်ပကိုထွက်ဖို့အတွက်လုံနေနေမှဥမာလေစိတ်မှာအချက်လက်မပြည့်စုံလို့ပြန်လို့ရတယ်အဲ့ဒါမျိုးတွေဖြစ်တဲ့အချိန်မှာကိုကမရဘူးဒီလိုပုံစံဆိုရင်ကိုယ်နိုင်ငံကြီးကအဆင်မပြေတော့ဘူးဘာညာကိုယ်တိုင်လည်းဘာမှမသိဘူးကိုယ်တိုင်တားခံရလည်းမဟုတ်ဗီဒီယိုထဲမှာပြလာတဲ့ဟာပဲတည်ပြီးတော့အဲ့လိုလီ blaming comment တွေသွားမှတ်နေမယ် blaming တွေအဲ့လိုရှိနေမယ်ဆိုရင်တော့မကောင်းဘူးပေါ့နော်နောက်တစ်ခုကလူတိုင်းမှာစားဝတ်နေရေးရှိတယ်မိသားစုအခက်အခဲတွေရှိမယ်အဆင်မပြေတာတွေရှိမယ်ကိုယ်အဆင်ပြေပြီဆိုပြီးမှတစ်ဖက်လူကြီးကိုထိုးချတစ်ဖက်လူကြီးကိုပြောပြနေရလဲမကောင်းပါဘူးပေါ့နော်လက်ရှိကျွန်တော်လူငယ်တွေကိုပြောချင်တာကကိုတနေရာသွားတော့မယ်တခုလောက်တော့မယ်ဆိုရင် social media ပေါ်တင်တာ social media ပေါ်မှာအချက်လက်ပေးတာလုံးဝမလုပ်ပါနဲ့ပေါ့နော်ပထမတစ်ချက်ကအဲ့ဒါကအကောင်းဆုံးသော blaming တွေ attacking တွေကိုရှောင်နိုင်လိမ့်မယ်ပေါ့နော်နောက်တစ်ခုကလူတိုင်းကလက်ရှိပြည်ပကိုထွက်ချင်ကြတယ်ပေါ့နော်ဘာလို့လဲပြည်ပကပထမတစ်ချက်လစာအများကြီးပိုရတယ်ဒုတိယတစ်ချက်လူနေမှုအဆင့်တန်းတွေဘာတွေပုံမြင့်နေပေါ့နော်လက်ရှိကျုံနိုင်ငံမတည်ငြိမ်တာတွေပေါ့အဲ့ဒါမျိုးတွေဖြစ်ကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီနေရာကိုကျွန်တော်တို့အကောင့်ဘက်ကမတွေးဘဲနဲ့ negative ဘက်ကတွေးမယ်ဆိုရင်ပထမတစ်ချက်ကိုယ်နိုင်ငံမှာလှုပ်ရှားလို့မရဘူးလားဟုတ်ပြီလှုပ်ရှားလို့မရဘူးထားလူရှားနိုင်ငံကိုသွားတော့ကိုကပါလေလှုပ်သမားပဲလေကိုပြည်ပကိုလာလဲလှုပ်ကိုပြည်ပကိုသွားမယ်ဆိုရင်အလုပ်သမားပဲကိုယ့်ရဲ့နိုင်ငံကိုပြန်လဲအလုပ်သမားပဲဆိုတော့ကိုကပြည်ပကိုထွက်လို့မရတဲ့အခြေအနေတွေမှာပြန်စဉ်းစားရမှာတခုကကိုယ့်ရဲ့ဘဝတစ်ခုလုံးစုပ်ပြတ်သွားမှာမဟုတ်တာဆိုတော့အများကြီးစဉ်းစားလို့ရပါတယ်ပေါ့နော်ဆိုတော့ပြည်ပကိုထွက်မှာကိုကအောင်မြင်မှာလည်းမဟုတ်ဘူးပြည်ပကိုလာနိုင်မှအောင်မြင်မှာလည်းမဟုတ်ဘူးပြည်ပကိုမထွက်ဘဲနဲ့လည်းကိုယ်နိုင်ငံမှာတတိဖြစ်နေတဲ့လူအများကြီးရှိပါတယ်ဟုတ်ပြီနော်ဆိုတော့ဂျပန်တွေကိုရီးယားတွေခဏထားစင်ကာပူခဏထားကိုယ့်ရဲ့နိုင်ငံမှာတတိဖြစ်အောင်လုပ်နေတဲ့အများကြီးရှိပါတယ်ဆိုတော့ကိုယ့်နိုင်ငံမှာကိုယ်တော့တတိဖြစ်အောင်မလုပ်နိုင်ဘူးသူများနိုင်ငံသွားပြီးတော့တတိဖြစ်အောင်လုပ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့အရာကြီးပေါ့နော်ဟုတ်ပြီမဖြစ်နိုင်ဘူးလို့တော့မပြောဘူးဖြစ်နိုင်ရင်ဒါပေမဲ့ကိုယ့်နိုင်ငံနဲ့ရှင်လိုက်တဲ့အချိန်ကျရင်ကိုယ့်နိုင်ငံမှာ80%ဆိုရင်သူများနိုင်ငံမှာ30%လောက်ပဲဖြစ်နိုင်ပါသေးလားသူများနိုင်ငံရဲ့အခြေအနေတွေမသိဘူးသူများနိုင်ငံရဲ့စီးပွားရေးအခြေအနေတွေမသိဘူးဒါမျိုးတွေကလုံးဝအရင် risk မရတဲ့အရင်စူးစမ်းမဲ့အခြေအနေပေါ့နော်ဆိုတော့နောက်တစ်ခုကပြည်ပထွက်လို့မရတော့တဲ့အခြေအနေမှာဘာကိုကြောက်နေရလဲလှုပ်เสียချင်းလှုပ်ပလိုက်ဟုတ်ပြီပြည်ပထွက်ရမယ့်ဟာသိန်း100သိန်း300ကုန်မဲ့အစားကိုယ့်နိုင်ငံမှာစီးပွားရေးလှုပ်ချပလိုက်စွန့်စားရမယ်လေဟုတ်လားကိုကသူများနိုင်ငံကိုသွားပြီးတော့စူးစမ်းမယ်လို့ဆုံးဖြတ်ထားတယ်ဆိုရင်ကိုယ့်နိုင်ငံမှာစူးစမ်းလို့မရဘူးလားသူများနိုင်ငံရောက်မှာပဲစူးစမ်းတော့မှာလားအဲ့ဒါမျိုးပေါ့နော်ပြောချင်တာဆိုတော့ကိုယ့်နိုင်ငံစီးပွားရေးမကောင်းတော့ဘူးပါညာပြောနေတဲ့ blaming comment တွေကိုလည်းရှောင်ပလိုက်ဆိုတော့ကိုကလည်းအဲ့လိုမျိုး blame နေတယ်ဆိုလဲဒီနေ့မှစပြီးတော့ကိုကမ blame ပါတော့နဲ့ပြီးတော့နောက်တစ်ခုကကိုယ့်နိုင်ငံကိုအကောင်းဆုံးတော့ကောင်းစီချင်ကြတာပဲမလားအချိန်တိုင်းကိုလည်းအိမ်ပြန်ချင်တာပဲမလားအဲ့တော့မကောင်းပြောမဲ့အစားကျွန်တော်တို့တွေလုံးဝလိုက်ပြီးတော့အားပေးစကားတွေပြောပေးပါပေါ့နော်အဲ့ဒါပို့ပြီးတော့ကျွန်တော်တို့ကုညီယာရောက်ပါလိမ့်မယ်ပေါ့နော်အဲ့တစ်ခုကကိုလွတ်ပြီးကိုလက်ကလွတ်ပြုတ်ကိုကလွတ်သွားပြီကိုနိုင်ငံမှာမရှိတော့ဘူးကိုမြန်မာပြည်မှာမရှိတော့အဲ့တော့ဘာမှလည်းမလုပ်ရတော့ဘူးဘယ်တဲဒီဘာမှလည်းမဝင်ရတော့ဘူး easy ဖြစ်သွားပြီလို့တော့မထင်လိုက်ပါနဲ့ပေါ့နော်ပထမတစ်ချက်ကိုကကိုနိုင်ငံမှာရောက်တယ်အချိန်တိုင်းကိုရဲ့မိသားစုကကြံခဲ့တာဒီလားဆိုတော့ပြောချင်တာကကိုရဲ့မိသားစုကိုထောက်ပံ့ဖို့အတွက်ကိုကတစ်မျိုးပြီးတစ်မျိုးစူးစမ်းနေရမယ်ဒီဘက်မှာရောက်ပြီဆိုပြီးမှ blaming comment တွေ attach တွေသွားလုပ်နေတယ်အလကားပဲနောက်တစ်ခုက
နိုင်ငံကြီးကိုအပြစ်တင်နေလို့မရဘူးသိလားကျွန်တော်တယောက်ချင်းစီကဖြည်းဖြည်းချင်းပြင်မှာကျွန်တော်နိုင်ငံနဲ့အဆင်ပြေမှာပေါ့နော်ကျွန်တော်နိုင်ငံကကြီးပါတယ်သူများနိုင်ငံနဲ့မရှင်ပါနဲ့ပေါ့နော်အာရှမှာတော့ဟို heavy နိုင်ငံတွေမှာပါတယ်ပေါ့နော်ဆိုတော့ဟိုကိုတိုင်းကမှလက်ငါးချောင်းတောင်မညီတာဗျာဒီလားတနိုင်ငံလုံးယုံနိုင်အောင်လုပ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒီလားအဲ့ဆိုလေပြောချင်တာနိုင်ငံကြီးကိုအပြစ်တင်မဲ့စားကိုယ့်ရဲ့အကျင့်တွေကိုယ့်ရဲ့အထာလေးနည်းနည်းလေးတော့ပြင်တင်တာကလည်းကျွန်တော်နိုင်ငံရဲ့အခြေအနေကိုနည်းနည်းလေးတည်ငြိမ်သွားစေမယ်လို့ကျွန်တော်ကထင်တယ်ပေါ့နော်နောက်တစ်ခုကလူငယ်တွေပဲအဓိကထားပြီးပြောချင်တာပါဘာလို့လဲဆိုတော့အခုချိန်မှာကျွန်တော်လူငယ်တွေရဲ့ဆုံးဖြတ်ချက်တွေမှာကျွန်တော်လူငယ်တွေရဲ့ TikTok တွေ social media ကြည့်ပြီးတော့ toxic ဖြစ်နေတာတွေအဲ့ဒါမျိုးတွေမဖြစ်စေချင်လို့ပေါ့နော်မြန်မာပြည်ပဲမို့အချိန်တန်ရင်အစီပြေသွားမယ်ဆိုတဲ့စိတ်နဲ့စူးစမ်းပါပေါ့နော်ပြည်ပမှာပဲနေပြည်တွင်းမှာပဲနေအောင်မြင်ခြင်းတဲ့လူကနေရာမရွေးပါဘူးပေါ့နော်ဒါလေးတော့တစ်ခုမှတ်ထားစေချင်ပါတယ်နောက်တစ်ခုမြန်မာနိုင်ငံဆိုတာတယံဇာတပေါ်တဲ့နိုင်ငံတွေဘာတွေညာအဲ့ဒါကြီးထားခဲ့အဲ့ဒါအတိတ်မှာဖြစ်သွားပြီအခုလက်ရှိကကျွန်တော်နိုင်ငံကဘာဖြစ်နေလဲပြည်တွင်းကိစ္စတွေဖြစ်နေတယ်ကိစ္စတွေရှုပ်ရွှဲနေတဲ့အချိန်မှာကိုကပြည်သူတယောက်ဆိုရင်ပြည်သူတယောက်နဲ့ပတ်သက်ပြီးတဲ့လုံနိုင်ရမယ့်အားလေးတွေပဲလုံလိုက်ပိုကောင်းတယ်ပေါ့နော်ဟုတ်ပြီနော်ကိုကဘာကောင်ကြီးမှလည်းမဟုတ်ဘူးအဲ့အတွက်ကိုမိသားစုအချိန်ပေးမယ်ကိုရဲ့နိုင်ငံအတွက်ဘာလုပ်နိုင်လဲအဲ့ဒါဆိုရပြီဒါလောက်လေးပဲပေါ့နော်ရိုးရိုးရှင်းရှင်းလေးပဲစဉ်းစား social media တွေအရင်မသုံးပါနဲ့ဒါလာတော့ပြောချင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်အသက်20ကျော်အရွယ်မှာကျွန်တော်ဒါမျိုးအကြံပြုစီခြင်းပါတယ်ပေါ့နော်ဆိုတော့လက်ရှိမှာကိုကပြည်ပမှာရောက်နေပြီဆိုတိုင်းကိုယ့်ရဲ့နိုင်ငံကြီးကိုအပုတ်ချအပြစ်တင်နေတဲ့လူတွေကိုကျွန်တော်ကတော့ဒီကနေပြောချင်ပါတယ်ပေါ့နော် discuss ဆွေးနွေးချင်ပါတယ်ဆိုတော့နောက်ထပ်ပြီးတော့လည်းတပုတ်လွင်လင်းပြောမယ်အစားကိုယ့်ရဲ့ဒီ negative comment တွေကိုဖျောက်ပြီးတော့ positive ဘက်ကနေပဲကြည်ပါဆိုတော့ကိုယ့်ရဲ့မိသားစုအချိန်ပေးပါပြည်ပမှာရောက်နေပြီဆိုတော့လည်းစူးစမ်းပါအားလည်းရက်တွေ holiday တွေကိုသွားပြီးတော့ရှောက်တယ်ညီမဲ့အစားကိုယ့်ရဲ့တိုးတက်လမ်းကြောင်းလေးကိုလိုက်ပြီးတော့သင်တန်းတက်တာဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တွေကိုဝါသနာပါရာကိုဇောက်ချလောက်တာဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒါလေးတွေကိုလုပ်စီရင်ကိုကျွန်တော်တို့အကြံပေးနေပါတယ်ဆိုတော့အားလုံးပဲဒီဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ကိုတိုင်းလည်းကိုနိုင်ငံအတွက်တောစင်မဖြစ်ပါစေနဲ့ဟုတ်ပြီနော်ဆိုတော့အားလုံးပဲဘိုင်ဘိုင်